Sao được mà video bây giờ hả? Đúng mà alo đi rồi lòng rồi nha mình là bà mẹ cho nên từ video lấy của rồi tên em sa kì thì anh phải xem video một to nhớ sao nhớ những của nhà xíu cần làm mà nó mới là tôi chỉ yêu sử ý khăn là của gia đình không nhau thì nam mô tassa bhagavato Teri lama mau upadana jamji usi barana naika siaro barana diro pantai lenga sambu nyago nando nyando jiziro nyago ayu juga be diro dua uzo jaya ampia Ekwa enga adija chekha adiji Ekwa enga ajamba Đà Ni Ca Bảo Nha Ba Bạch Đường Đà Ba Ye Chan Đi Đà Loa Y Ni Ta Mi Ca Sen Ti Pe Ta Đu Ta Đu Ta Đu Ba Bia Vì rồi Loa Toa Gia Nhọng Bia Loa Sha Bông Let me đi xa lên thả mà bia rồi Yêu hữu khả mà Tôi sẽ tuổi đến mà Loa Đến của loa rồi Tôi Tình ngân giàu cho xin có vào phía Là nhằm rồi đi rồi Bây giờ tôi phải sâu anh đi mà Đến của loa của xa mẹ rồi Nằm ơn địa quật phía mà xí đệ Nó ở với xa Tình ngà ra Tình ngà nà ba tì ở đây mà trên đền rồi cháu từ video rồi cái lối gì mà để thấy ở đây lối gì mà mình thấy nó đặc biệt là ở đây sao này tiếng Anh nabati ở trong tiếng trên đền rồi cháu cha lối gì mà là cháu lối gì mà là thấy Yero di tiwa de ma shi de waisa ne tingara inga nabati de cha do inga ri ne yono mu ma shi de atwat jaung ti cha ti tan akat ani ne ni de atwat jaung tabi tor lo de cha shi ya ma la alwa lo yi ya ma la phaya alwa lo yi ya ma ba phaya da jaung ma lo tabi tor lo waisa ne tingara inga nabati de ataiအကြောင်းတလွာဖြစ်ပါတယ်ဗျာ။ဆာလာအတေးကြောင်းတလွာလားဗျာ။အတေးအကြောင်းတလွာဖြစ်ပါတယ်ဗျာ။ဒုနည်းတူပါပဲဒီလိုဒုတိယအကွက်နံပါတ်1အကွက်ထဲမှာရှိတဲ့ဝိညာဏ်နာယုတ်သာလယနာပတ္တဝေနာဤအင်္ဂါ၅ပါးတည်နော်အကျိုးတရားဖြစ်တဲ့အကြောင်းတခြားရေးရမှာလားအကျိုးတရားလို့ရေးရမှာလားဗျာ။အကျိုးတရားလို့ရမှာပိဿုပ္ပံနော်ပိဿုပ္ပံမှာဖြစ်တဲ့အတွက်ကြောင့်တခြားရေးရမှာလားအကျိုးတရားလို့ရေးရမှာလားပိဿုပ္ပံလို့ရေးရမှာလားပြောပါပိဿုပ္ပံအကျိုးတရားလို့ရေးရပိဿုပ္ပံမှာဖြေလို့ပိဿုပ္ပံလို့ရေးရပါသည်ဗျာမနမနိဝတ္တမရှိတဲ့ဝိညာဉ်နဲ့သာလယနာပတ္တဝေနာဤအင်္ဂါ၅ပါးတရားတို့သည်ပိဿုပ္ပံမှာဖြစ်တဲ့အကြောင်းတခြားရေးရမှာလားပိဿုပ္ပံလို့ရေးရမှာလားဗျာပိဿုပ္ပံလို့ရေးရမှာပါဗျာ
ဒီနေ့အကွက်ထဲမှာရှိတဲ့ဝိညာဉ်နဲ့သာလာရင်ဖတ်တာဝေနာဤအင်္ဂါ၅ပါးတရားသည်အကျိုးတရားဖြစ်တဲ့အတွက်ကြောင့်တခြားရှိရမှာလားအကျိုးတရားလို့ရေးရမှာလားဗျာအကျိုးတရားလို့ရေးရမှာပါဗျာဒီနံပါတ်2အကွက်ထဲမှာရှိတဲ့ဝိညာဉ်နဲ့သာလာရင်ဖတ်တာဝေနာဤအင်္ဂါ၅ပါးသည်တခြားသောအင်္ဂါတွေနဲ့မရောမရှက်ပဲနဲ့တိချာတိတန်တကန့်အနေနဲ့နေတဲ့အတွက်ကြောင့်တခြားရေးရမှာလားအလွာလို့ရေးရမှာလားဗျာအလွာလို့ရေးရမှာပါဗျာထို့အတွက်ကြောင့်မလို့တတိယတို့ကဝိညာဉ်နဲ့ယုတ်သာလာယနာပတ္တဝိညာဉ်ဤအင်္ဂါ၅ပါးတရားတွေကိုပြစ္ဆုတ်ပံအကျိုးတလွာလို့ရေးရပါမယ်ဗျာမှန်ပါဗျာဒီလိုနံပါတ်3ဘက်မှာရှိတဲ့တဏှာဥပါဒံကမ္မဘဝဤတရား၃ပါးသည်ပစ္စုပန်မှာဖြစ်တဲ့ကြောင့်တခြားရေးရမှာလားပစ္စုပန်လို့ရေးရမှာလားဗျာပစ္စုပန်လို့ရေးရမှာပါဗျာဒီနံပါတ်3ဘက်မှာရှိတဲ့တဏှာဥပါဒံကမ္မဘဝဒီတရား၃ပါးသည်အကြောင်းတရားဖြစ်တဲ့အတွက်ကြောင့်တခြားရေးရမှာလားအကြောင်းတရားလို့ရေးရမှာလားဗျာအကြောင်းတရားလို့ရေးရမှာပါဗျာဒီနံပါတ်3ဘက်ထဲမှာပဲရှိတဲ့တဏှာဥပါဒံကမ္မဘဝဒီအကြောင်းတရားအင်္ဂါ၃ပါးသည်တခြားသောအင်္ဂါတွေနဲ့မရောမရှက်တိတန့်နေတဲ့အတွက်ကြောင့်နော်တလွာလို့ရေးရပါမယ်ဗျာတခြားရေးရမှာလားတလွာလို့ရေးရမှာလားဗျာတလွာလို့ရေးရမှာပါဗျာထို့အတွက်ကြောင့်မလို့ဒီလိုတို့ဒီအင်္ဂါနံပါတ်3ကွက်မှာရှိတဲ့တဏှာဥပါဒံကမ္မဘဝဒီတရား၃ပါးလုံးကိုပစ္စုပန်အကြောင်းတလွာလို့ရေးရပါမယ်ဗျာဘယ်လိုရေးရမှာလဲဗျာပစ္စုပန်အကြောင်းဒီလိုနံပါတ်4အကွက်မှာရှိတဲ့ဇာတိစရမရဏဆိုတဲ့ဒီအင်္ဂါနှစ်ပါးသည်နာဂတ်မှာဖြစ်တဲ့အတွက်ကြောင့်တခြားရေးရမှာလားအနာဂတ်လို့ရေးရမှာလားဖေအနာဂတ်လို့ရေးရမှာပါဗျာဒီနံပါတ်4ကမှရှိတဲ့ဇာတိဇရာမရဏဆိုတဲ့အင်္ဂါနှစ်ပါးသည်အကျိုးတရားဖြစ်တဲ့အတွက်ကြောင့်တခြားရေးရမှာလားအကျိုးတရားလို့ရေးရမှာလားဗျာအကျိုးတရားလို့ရေးရမှာပါဗျာဒီနံပါတ်4ကမှရှိတဲ့ဇာတိဇရာမရဏဒီအင်္ဂါနှစ်ပါးသည်တခြားသောအင်္ဂါတွေနဲ့မရောမရှက်တိတန့်တကန့်အနေနဲ့နေတဲ့အတွက်ကြောင့်တခြားရေးရမှာလားအလွာလို့ရေးရမှာလားဗျာအလွာလို့ရေးရမှာပါဗျာဒါကြောင့်မလို့ဒီလိုဒီ၄ဘက်မှာရှိတဲ့ဇာတိဇရာမဏအင်္ဂါနှစ်ပါးကိုအနာဂတ်အကျိုးတလွာလို့ရေးရပါမယ်ဗျာဘယ်လိုရေးရမှာလဲဗျာအနာဂတ်အကျိုးတလွာလို့ရေးရမှာပါဗျာအတွေ့လေးတွေထဲမှာပါတဲ့နော်ဒီလိုအတော့ဒီခုအလွာဆိုတဲ့တင်လက်တွေ့သင်ခန်းစာဤတည်ပြီးဆုံးပြီပြပါရင်ဒါလို၃ချိန်ခေါ်၍တော်ကြပါကုန်စို့ခင်ဗျာသာဓုသာ